ဒုတိယအနေနဲ့ကျွန်တော်အားလုံးရှင်းလုပ်ပြီးနေတာငယ်စဉ်ခါမှာပညာရှာပါငွေနောက်မလိုက်ဘူးဒါလေးကိုကျွန်တော်ပြောပြတယ်အဲ့တော့ကျွန်တော်ဒီပတ်စံအရန်ရနေတဲ့ site မှာကျွန်တော်ဆက်မလုပ်ခင်နဲ့ကျွန်တော်နိုင်ငံထွက်ဖို့ကျွန်တော်ကြိုးစားတယ်အဲ့ဒီတော့ဆိုချင် CTI တင်မောလိုင်းရန်ခစ်စားတယ်ပြီးတော့စုံစမ်းတဲ့အခါမှာတင်မောလိုင်းကပါလို့ PPC passport လောက်အောင်တယ်နောက်တစ်ခါကျွန်တော်မှာ certificate ရှိရနိုင်ငံတကာအသိအမှတ်ပြုအောင်တော့ cooking school ကcertificate ရှိရမယ်ပေါ့ဟုတ်ကဲ့ five star hotel တို့ကလုပ်ခဲ့တဲ့အတွေ့အကြုံရှိခဲ့ကျွန်တော်မှထားရတယ်ဘာတစ်ခုမှမရှိတော့ဘာလုပ်ရလဲဆိုတော့ကျွန်တော်သွားပြီးတော့ကန်တော်ကြီးဟိုတယ်မှာကန်တော်ကြီးတင်တဲ့ကြောင်းမှာကျွန်တော်သွားပြီးတင်တန်းသွားတက်ရတယ်တင်တန်းသွားတက်တဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ကျွန်တော်အဲ့ဒီမှာ1 to 10ကျွန်တော်ဝင်သွားတယ်ဆိုတော့အဲ့ခေတ်တုန်းကလူရောက်100လောက်100ကျော်လောက်တက်ရတာဟုတ်အဲ့တော့အဲ့ဒီကနေစဉ်1 to 10ဝင်တဲ့လူတွေကိုသူကကန်တော်ကြီးဟိုတယ်မှာသူကမောမန်တင်တန်းဆိုပြီးတော့ထပ်ပြီးပေးတယ်အဲ့မောမန်တင်တန်းပေးပြီးတော့တစ်ခါသူကလွှတ်လိုက်တာပေါ့နော်ပြင်ပလွှတ်လိုက်တော့အဲ့ကနေမှတစ်ချက်လူတွေကချားမှာအလုပ်လုပ်ကြတာတော့ဘာလို့ညာလုပ်ကြတာအဲ့ကနေမှတစ်ချက် Chinese restaurant တွေမှာကျွန်တော် Chinese အကျော်ဆရာအနေနဲ့လောက်ကနေပြီးတော့စဉ်ကျွန်တော် Trader Hotel ကိုရောက် Trader Hotel မှာကျွန်တော် Chef Novus ဆိုတဲ့Switzerland လူမျိုးတယောက်နဲ့ကျွန်တော် interview ပြီးတော့ကျွန်တော် professional culinary life ကိုကျွန်တော်စပြီးတော့ချခဲ့တာပေါ့နော်အဲ့ဒီမှာလည်းဒီဖြည်းဖြည်းနဲ့စူးစမ်းပြီးတော့စင်ကူတွေပါရောက်ပြီးဘဝတစ်စကြိုတုတ်တက်သွားတယ်ဆိုလိုတာကငယ်စဉ်ခါမှာကျွန်တော်အဲ့ငယ်တုန်းကကျွန်တော်အဲ့ Yakitori Kura ဆိုင်မှာကျွန်တော်ဆက်ပြီးလုပ်နေခဲ့မှာဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုး professional life ကိုရအောင်ပေးချင်တဲ့ message ကပါလဲဆိုလို့ရှိရင်ကျွန်တော်ငယ်တဲ့အခါမှာကိုကတဲ့မှာဆရာကောင်းသမားကောင်းတော့ကိုလိုက်ပါနောက်ကသင်တန်းတွေတက်ပါနောက်ကပြိုင်ပွဲတွေဝင်ပါစုတွေယူပါဒါတွေကျွန်တော်နေပြီးတော့မှကျွန်တော် executive chef တွေနဲ့ director of F&B တွေနဲ့ကျွန်တော်ရှိခဲ့တော့ကကျွန်တော်အားလုံးကိုကျွန်တော်လုပ်ပေးခဲ့တယ်တော်များလဲသူတို့အဲ့မှာဘွားမတိုင်မှာသူတို့ရခဲ့ကြပါတယ်ကျွန်တော်ဒီဘက်တော်များလဲစုတွေရခဲ့ကြတယ်ဟိုနေပြီးတော့ chef association ပါလဲသူတို့တွေစုတွေရခဲ့ကြတယ်အဲ့အောင်နေမှတစ်ဆင့်သူတို့တွေဘွားတွေအများကြီးအဆင့်ဆင့်သူတို့ပြောင်းလဲသွားကြတယ်ပေါ့နော်